哦。ကြိုက်ပါလို့不是တစ်ထောင်နဲ့နေတော့ကြိုက် ဟုတ်တယ်ကတ်စတမာကိုပဲပေးလိုက်လို့ဟောအဲ့ ဟောထောင်နဲ့နေတော့ကျွန်တော်ဟော ရမဟုတ်ခါနဲ့အမဒါလေးရေးလိုက်ဟုတ်မခါနာမှားနေတော့ထောက်နေဆိုတော့လေ ဟောကျွန်တော်ဟွာဖို့ပါလေစေတနာနဲ့ပါ ရကျွန်တော်ဝိုင်းစီပေးရအောင်မလားဟောရနော်โอเคအဲ့တော့တခုဆိုကြိုက်ပြောနော်ဝိုင်းတော့ ရကျေးဇူးပဲ โอเค โอเค ကြိုက်ခုနအိမ်ပြန်လာပြန်ကလေးလာတစ်သိ စတဲ့နေရေးခဲ့ပြီလား ပြီးခဲ့ အာနောက်တော့ပတ်ချောင်ရေးခဲ့လေဒီမှာ တော့လို့ရှိပြန်ပြန်လို့ပြောရအောင်ကြိုက်ရဘယ်ပါလိခဏကြည့်မနော် ဘာလို့ဖို့တော့အဲ့ဘိုင်ဘာလို့ဖို့တော့မကြည့်နဲ့အဲ့တော့စီးတော့များပါလေ စီးရင်မဲ့လေစီးရင်မဲ့ခဏကြည့်မှာ 哦，我ရှုံနေပါလေဆိုတဲ့ဟာကို